ကဲဗလားတော့ဒီနေ့မှာတော့ကျွန်တော်ရဲ့ကျွန်တော် father ရဲ့ကျွန်တော်ညီမလေးရဲ့ဗျာ2 vs 1ကျွန်တော်တယောက်တည်းသူတို့က2ယောက်ဗျာအဲ့ပွဲသွားဆုံးမယ် let's go ကဲ2 vs 1 last slot ကင်ပေးလိုက်မယ်ရှုပ်လို့လာဘယ်ပြေးမှာတော့ရောက်ရင် father ရဲ့ဘယ်တာဝါတဲ့ဝင်သွားဟောရ line မကောင်းနေဟာကြောက်အေးမိုးကြိုးတွေကလည်းတလွဲတွေပြစ်တယ်ရော့အမယ် Keep it mark. ရော့အမယ်ရပြီ double kill saucy တိတ်မမြင်ဘူးနော်ညီမလေးအားရဖားလိုက်ရဗျာနေမလို့ရောက်လာအားရောက်ရင်ဓာတ်ပုံနေရိုက်ကုန်ပါပြီကွာငါတေးပြီလားမသိရော့အမယ်ရော့ dash sing ရောက်ရင်နှစ်ယောက်လာတာငါချောပြီလားမသိတော်သေးတာပေါ့တော်သေးတယ်မသေးသေးဘူး There's never a gray day. ဝဲပြန်လာအောင်မယ်ဟာရောက်ရင်နှစ်ယောက်တယောက်ကြည့်အောင်ရော့အမယ်အဲ့တော့ father ရဝင်လာပြီအသေးခံပြီးတော့ကိုဝင်လာတာ Eat. sure Invading jungle. လာပါဦးရော့အမယ် On guard. ရော့အမယ် This power exists. John. Protect. မသေးသေးဝဲရော့record ပေးရမယ်လာနှစ်ယောက်ပေးထားလာ father လည်းထားမထားဘူး I will John. never let her down. ကျော်ရောက်ဖားလိုက်ရကိုစီးတွေဖြောက်ပြီးလိုက်ဖမ်းတာမရဘူးလေဟဲ့ Keep it mark. အာရောက်လုံးကျော်အမေရောက်ဖားလိုက်ရဟုတ်တယ်ဟာကျော်အမေဟဲ့ဖားလိုက်ရတယောက်တည်းတိုင်ပွက်နေတာပြေမုံနေမှာပြေးတာကျော်အမေအာရောက်ငါညီမပါလာပြီဟေးငါတော့ရှော့ပြီလားမသိအိုးရောက်ဖလစ်ကိုင်းနဲ့ဟာဖလစ်ကိုင်းနဲ့ဝင်တက်သွားကျော် dash Mark.ပြေဖားလိုက်ပြေလဲလိုက်ပါမယ်တာစူတောင်း See. ရောအမယ်ချင်းရပြီမာလေးကိုရင်တက်လိုက်မယ်အားရောက်ရင်ကြောက်ပြီးတော့ကွာကြောက်ရင်မြောက်တယောက်သေးချတော့ကြောက်ပြီးတော့ကိုရှုံးပေးတယ်တင်မယ်နောက်ပွဲဆက်ဆုံး Slain an enemy. You have slain an enemy. You have slain an enemy. You have slain an enemy. Street Fighter ရဲ့ Spawn Effect ကို free ရနေပြီဆိုတာသိပြီးကြပြီလား Login test နဲ့ bonus test လုပ်မယ်ဆိုရင် coin လေးတွေရမှာဖြစ်ပါတယ် coin 6ခုဆိုရင်တော့ Street Fighter ရဲ့ Spawn Effect ကိုလဲလို့ရမှာဖြစ်ပြီးအခုပြထားတဲ့ reward တွေကိုလည်းလဲလို့ရမှာဖြစ်ပါတယ်